င်္ဂလာပါခင်ဗျဒီနေ့မှာတော့ဟောင်းမိမဲ့ကောင်းနေလေးဖြစ်တဲ့ဒီမှာလက်ဝိတ်ပွဲကောင်းလေးတစ်ပွဲကိုပြန်လဲတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျဒီပွဲကတော့ဒီမှာလက်ဝိတ်ကျော်တွေ့မရှောင်နဲ့စောငမန်းတို့ထိုးတက်တဲ့ပွဲလေးပဲဖြစ်ပါတယ်ခင်ဗျတွေ့မရှောင်ကတော့ကျွန်တော်တို့မာကုံမြင့်တဲ့နေရာမှာနာမည်ကျော်ကြားပြီးတော့စောငမန်းကတော့ပညာသားပြေးသွားတဲ့လက်ဝိတ်ကျော်တစ်ယောက်လည်းဖြစ်ပါတယ်ခင်ဗျကဲစားလိုက်ကြအောင်ပထမကြီးစပါခင်ဗျပထမကြီးစတာနဲ့အပြန်လဲထိုးနေပါခင်ဗျဆောင်းမထိုးတယ်မြဆောင်းမထောင်းတွေ့မချောင်းထောင်းပါနေပြီးပိတ်မိနေမြဆောင်းမကတော့ကျွန်တော်ဝိုက်လက်ဒီခြေရခြေကန်ချက်တွေနဲ့နေပြီးတော့ကျွန်တော်တို့မှာထောက်လျှောက်တိုက်စစ်စစ်နေတယ်ခင်ဗျတွေ့မချောင်းတော့ခုလက်ရှိအနေထားမှာကျွန်တော်တို့ခန်းစစ်အနေထားနဲ့နေပြီးတော့အကောင်းဆုံးကာကွယ်နေတယ်ခင်ဗျတစ်ချက်ကျွန်တော်တို့သူ့ရဲ့အပြည့်နဲ့ဒူတိုက်ချက်တွေခြေကန်ချက်တွေနဲ့နေပြီးတော့ထိုးတက်တာကိုတွေ့ရတယ်ခင်ဗျဝေးရတော့နှစ်ဖက်အပြန်ထိုးတက်မှုတွေနဲ့တော်တော်လေးကိုမြင်မြန်ဆန်ဆန်ရှိတယ်ခင်ဗျဒီပထမအချိန်မှာတော့ကျွန်တော်ဒီဆောင်းကမန်းကတော့ဥဆောင်ထိုးတက်နေခင်ဗျပွဲရတော့တော်တော်လေးကိုကြည်ကောင်းပါတယ်ခင်ဗျတွေ့မချောင်းလည်းတစ်ချက်ကျွန်တော်တို့တော့သူ့ရဲ့အပ်ပါတယ်လေဖြောင်းတဲ့ဒီတွေနဲ့ကျွန်တော်တိုက်စစ်စင်နေခင်ဗျပထမကြည့်တော့ပြီးတော့ပါခင်ဗျဥဆိုရင်တော့ဒုတိယအကြိမ်ပြန်စားပြီးခင်ဗျပူတက်ကွက်တွေရလဲတကယ်ကိုနေပြီးတော့ရင်တက်အောင်ဝယ်ပါပဲခင်ဗျ
ခုဆိုရင်တော့ဒါခုနဆိုရင်တော့ဒါစုံမမှန်နဲ့ဒီမျက်ကုန်းထိသွားလို့စေကုတမှုခံယူလိုက်ရတဲ့အနေအထားပဲခင်ဗျဟာဖွင့်ထိုးတယ်ညာလို့နေတော့လုံးဝအပြန်အလှန်လုံးဝမနာတန်းကိုကျွန်တော်ထိုးတက်တာခင်ဗျတော့တကယ်ကိုကြောက်ခမ်းလေးပါဗျဆုံးငမအားကြီးပဲဒီမှာတိုက်စစ်စနေခင်ဗျတွေးမရှောင်ရတော့တော့တစ်ချက်ကောင်းတယ်ခင်ဗျသူရဲ့ဖြောက်လက်သီးတွေခြေကန်ချက်တွေနေပြီးတော့ထိုးတက်တယ်ခင်ဗျပွဲရတော့အရန်ဝယ်မြိုင်းနေဗျပွဲကောင်းဆိုတာဒါမျိုးကိုခေါ်တယ်လို့ကျွန်တော်ကတော့ထင်တယ်နေအောင်လုံးကတော့ကျွန်တော်ကြည့်ရတာနေအောင်လုံးကမာကုံလည်းမြင့်တယ်လို့ပညာလည်းပြည့်တယ်တော့ခုဆိုတော့ဒုတိယကြည့်တော့ပြီးသွားပြန်ခင်ဗျခုထီကိုနေပဲနှစ်အောင်လုံးကလက်ရည်မကြပဲနဲ့လုံးဝလက်ရည်တူရှင်းပြနေတော့ပါခင်ဗျတတိယကြည့်စားပြီခင်ဗျတွေ့မရှောင်တော့အခုချိန်မှာဆိုတော့စောင်းကမိုင်အပါတဲ့ခြေခံချက်တစ်ချက်တော့ထိသွားတယ်ဒါပေမဲ့သူဘာမှဖြစ်တော့လို့ပဲခင်ဗျဒူးလိုက်ပြေးတိုက်တယ်ခင်ဗျတော့တွေ့မရှောင်တော့ AC ပဲခင်ဗျစောင်းကမိုင်ဒူးတိုက်ချက်ခုချိန်ကြီးတော့ကျွန်တော်စောင်းကမိုင်ကပဲကျွန်တော်အဓိကတိုက်စစ်နေတာတွေ့ရခင်ဗျတွေ့မရှောင်တော့ကျွန်တော်ခံစစ်နေထားနေကစားပြီးတော့တစ်ချက်မှပြန်ပြီးတော့တိုက်စစ်နေတာတွေ့နေရတယ်ခင်ဗျနားတစ်ချက်တော့ကျွန်တော်စောင်းကမိုင်နယ်လေးထိသွားတဲ့သဘောရှိရတယ်
အခုတစ်ခါပြန်ပြီးတော့ကျွန်တော်တို့တွေးမရှောင်ပြန်တိုက်စစ်ဆင်နေခင်ဗျဝယ်ရတော့တကယ်ကိုဝယ်ကောင်းလိုက်ခင်ဗျဒီခါပြန်ပြီးတော့ကျွန်တော်တို့ဒါတွေ့မချောင်ပြန်တိုက်စစ်ဆင်နေတဲ့ပိုင်းကိုရောက်သွားပြီခင်ဗျတတိယချီတော့ပြီးတော့ပြန်ခင်ဗျဒီချိန်ဒီကိုနှစ်ယောက်လုံးကဟိုမကြသေးပဲနဲ့တကယ်ကိုကြည်ကောင်းနေခဲ့တာခင်ဗျစုထားချီပြန်စပါရင်တကယ်ကိုဗျာနှစ်ယောက်လုံးရဲ့အပပြင်းထန်တဲ့လုံးဝလျက်စီးလက်သူလင်းမြန်တဲ့ဒီလက်သီးချက်တွေကတော့တကယ်ကိုနေပါကြည့်ရတဲ့လူတော်တော်ရင်သက်ချူမောပါခင်ဗျတွေးမယ်ကျွန်တော်ဒီဆောင်းကမရဲ့ white လက်သီးတွေကလုံးဝကောင်းတယ်လို့ဒီတွေးမချောင်ရဲ့ဖြောင်းလက်သီးတွေအရန်ကိုပဲကျွန်တော်လင်းမြန်နေကြလုံးဝဟိုခုချိန်ဒီကိုပွဲရတော့ကြည်ကောင်းနေတော့မယ်ခင်ဗျအိုးနှစ်ယောက်လုံးကတော့အခုချိန်ဒီကိုနေဘယ်သူမှအတာမရသေးဘူးခင်ဗျလုံးဝလက်ရည်ရတော့တကယ်ကိုညီနေတော့မယ်ခင်ဗျလုံးဝလေးကြီးရောက်တဲ့အထိကိုလုံးဝမကြသေးဘူးဗျဟုတ်ဒါအခုချိန်မှာကျွန်တော်တို့တွေ့မလျှော်ပြန်တိုက်စစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်နော်ဟုတ်ထိတယ်ခင်ဗျလုံးဝဟိုဆုံးကမဲ့လက်တီးချက်ကလုံးဝထိပါခင်ဗျလုံးဝဒဲကိုနေတော့ညနာတွေ့မလျှော်ညနာထိပဲစုတ်တာကြီးတော့ကျွန်တော်ပြီးသွားပါပြီခင်ဗျပြင်စမအချီကျွန်တော်ဒါနောက်ဆုံးအချီရောက်ပါပြီခင်ဗျ
ပွဲရတော့တကယ်ကိုမြိုင်နေမြအခုချိန်ဒီကိုကြီးကောင်းလုံးမြတော့ဆရာကြီးနှစ်ယောက်တို့တဲ့ပွဲဖြစ်တဲ့အတိုင်းတကယ်ပဲကြီးကောင်းပါရဲ့မြထီတယ်မြထီတယ်မြဟိုနေအောင်လုံးရဲ့ဒီတက်လုံကလည်းကျွန်တော်အမခမ်းပါပဲခင်ဗျအခုချိန်ဒီကိုလုံးဝမကြသေးဘူးခင်ဗျလုံးဝညောင်တော့ပြန်လာတိုက်စစ်စင်နေတော့ခင်ဗျထီတယ်မြဟိုဆိုင်နော်ထိုးတယ်မြဦးချင်းနေတိုင်းဆိုလို့ကျွန်တော်တရေဖြစ်မဲ့သဘောရှိတယ်မြဟိုနေအောင်တော့လက်ရည်တူနေတဲ့အတွက်တွင်ချောင်းထိတယ်မြဒါဘာမှဖြစ်တယ်လို့ပဲမြဝဲရတော့တကယ်ကိုပဲစိတ်လှုပ်ရှားကြအောင်ကောင်းတော့နေဟိုဆုံးကမဲဒီထိုးချက်တွေထီတယ်မြလုံးဝတွေးမချောင်းရအောင်ဒါထိုးချက်ခုချိန်မှာလည်းတော့ပွဲရပြီးတော့ပါခင်ဗျနှစ်ဖက်လုံးလက်ရည်တူနေခင်ဗျတရေဖြစ်သွားပါတယ်ခင်ဗျတော့တကယ်ကိုပဲပွဲရအရန်ကိုကြီးကောင်းတယ်လက်ရည်တူနှစ်ယောက်ချင်းပြိုင်တဲ့ပွဲဖြစ်တဲ့အတိုင်းနှစ်ယောက်လုံးကလည်းမာကုံလုံးဝမာကုံကတော့အမြင့်ဆုံးပါရှိတယ်ပညာလည်းအမြင့်ဆုံးပါခင်ဗျတော့တကယ်ကိုရင်သက်ရှုမောဝေကောင်းတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ခင်ဗျပရိသတ်ကြီးကျေးဇူးတင်ပါတယ်ခင်ဗျအခုလိုမျိုးအားပေးကြည့်ရှုပေးတဲ့အတွက်လည်းဒီမှာလဲလက်ဝဲဝတ္တနာရှင်များအကြိုက်လက်ဝဲပွဲကောင်းလေးတစ်ပွဲနဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးကြပါရခင်ဗျဒီပွဲလေးကတော့မြမလက်ဝဲကျော်တွေ့မရှောင်နဲ့စိုးလင်းဦးတို့ထိုးတက်တဲ့ပွဲပဲဖြစ်ပါတယ်ခင်ဗျတွေ့မရှောင်အားဆိုလို့ရှိရင်မာကုံမြင်မာတဲ့အပြင်သူ့ရဲ့ဖြောင်းလက်သီးဒူးတထောင်တိုက်ချက်တွေပြင်းထန်တဲ့ခြေခံချက်တွေနဲ့နာမည်ကျော်ကြပါတယ်ခင်ဗျစိုးလင်းဦးဟာဆိုလို့ရှိရင်လည်းပညာစုံနဲ့နာမည်ကြီး
လက်ဝှေ့သမားတစ်ယောက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်သူတို့နှစ်ယောက်လုံးကဆိုလို့ရှိရင်လည်းကျွန်တော်ရွှေကပတ်ချန်ပီယံများဖြစ်ပါတယ်ခင်ဗျအခုသူတို့နှစ်ယောက်ကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်ဆိုလင်းဦးကတွေ့မရှောင်တက်စားလို့ရှိရင်အရင်အမောင်းနဲ့ဒေါင်ကတော့နည်းနည်းလေးပို့ပြီးတော့တာပါတယ်ခင်ဗျကဲပွဲလေးကိုတော့ပိတ်သက်ကြီးနဲ့အတူခန်းစားကြည့်လိုက်အောင်ခင်ဗျပထမကြီးစပါပြီခင်ဗျဆိုလင်းဦးကတော့ကျွန်တော်ဘောင်းမီအပြာကိုဝစ်ဆင်ထားပြီးတော့တွေ့မရှောင်ကတော့ကျွန်တော်ဘောင်းမီအနက်ကိုဝစ်ဆင်ထားပါတယ်ခင်ဗျဟုတ်ဆက်စားဦးချင်းမှာတော့နှစ်ယောက်အကဲဆန်းနေတော့မှာပဲခင်ဗျတွေ့မချောင်းကတော့ white လက်တီးလေးနဲ့စပြီးတော့ဖွင့်နေပါခင်ဗျတွေ့မချောင်းကပဲစရိုက်တိုက်စစ်စင်နေခင်ဗျခြေကန်ချက်တွေနဲ့ဗျဆိုလင်းဦးတော့အခုချိန်ထိတော့ထိရရောက်တော့မချင်းချောင်းနိုင်သေးဘူးဗျဆိုလင်းဦးကလည်းကျွန်တော်တို့ပြန်ပြီးတော့တစ်ချက်ခြေကန်ချက်တွေနဲ့ပြန်ပြီးတော့တိုက်စစ်စင်နေဗျဆိုလင်းဦးကတော့အခုချိန်ထိတော့ခန်းစစ်ကိုအသားပေးပြီးတော့ဆော့နေတော့မှာခင်ဗျခြေကတွေ့မချောင်းကတော့တွေ့မချောင်းများထိုးတယ်ခင်ဗျထိုးတယ်ခင်ဗျတွေ့မချောင်းကတော့ကျွန်တော်တို့ခြေကန်ချက်တွေ white လက်တီးတွေတထောင်တွေနဲ့ဇက်တိုက်ကိုတိုက်စစ်စင်နေဗျဟုတ်ထီတယ်ခင်ဗျဆိုလင်းဦးတွေ့မချောင်းရဲ့ကျွန်တော်ဖြောင်းလက်တီးတွေတထောင်တွေကတော့လုံးဝလျှက်စီးလက်လို့မြန်နေဗျအာဆိုလင်းဦးထိတယ်ဗျထိတယ်ဗျခုချိန်ကြီးတော့ဆိုလင်းဦးကတော့ခန်းစစ်အနေထားနဲ့ဆော့ပြီးတော့ကျွန်တော်ပြန်ပြီးတော့အခွင့်ကောင်းကိုစောင့်နေတဲ့အနေထားပဲရှိတယ်ဗျနေအောင်လုံးရဲ့ကျွန်တော်လက်တီးချက်တွေကတော့တကယ်ကိုပဲကျွန်တော်အရန်ကိုပဲမြန်ဆန်ပါတယ်ဗျဟာထီတယ်ခင်ဗျဒီချက်တော့ကျွန်တော်တို့တွေ့မချအောင်ထီပါပါခင်ဗျတစ်ချက်တည်းအများလုံးဒီချိန်မှာတော့ယောက်သားပူးပြီးတော့ထိုးနေခင်ဗျပထမအချီတော့ပြီးတော့ပါခင်ဗျဒုတိယအချီပြန်စပြီခင်ဗျတွေ့မချောင်းကတော့ကျွန်တော်ခြေကန်ချက်တွေကိုတော့တော်လေးအားပြုတာတွေ့ရခင်ဗျသူ့ရဲ့ခြေကန်ချက်တွေကတော့တော်ုံတန်းလို့ဆိုလို့ရှိရင်တစ်ချက်တည်းနဲ့လဲဝါနိုင်တော့တယ်ဗျဆိုလင်းဦးကတော့ခင်ဗျအခုချိန်ဒီကိုတော့ကျွန်တော်ဒါခန်းစစ်ကိုပဲဦးသားပေးပြီးတော့ဆော့နေတာတွေ့ရတယ်ဗျထိုးရဗျဟုတ်တွေ့မရှောင်ရဲ့
လင်းမြန်ပြင်းထန်တဲ့လက်တိချက်တွေအောင်ပါဆိုလင်းဦးကတော့တော်တော်လေးတော့ထိပါတယ်ထိတယ်ဗျအခုပြန်ပြီးတော့ဆိုလင်းဦးကပြန်ထိုးတယ်ဗျဒီတစ်ခါတော့ထိတယ်ဗျတွေ့မချောင်ပြန်ထိတယ်ဗျထိတယ်ဗျထိတယ်ဗျအပြန်အလှန်ပါပဲဗျအခုလက်ရှိနေတာကတော့ကျွန်တော်အပြန်အလှန်ပါပဲဗျပြန်လာပါအခုဆိုရင်တော့ဒိုင်ကနေတော့ပြန်ခွဲပေးတာဗျပြန်ခွဲပေးတာဗျညောင်တော့ညောင်တော့ပြန်လန်ထိုးနေကြတယ်ဗျခုချိန်ဒီတော့ဘယ်သူမှအသာသေးတော့မရသေးဘူးဗျညောင်တော့ကတော့လက်ဝိပညာနဲ့မဟာကိုမြင့်သူများပြီးတော်လေးကိုခန္ဓာကြီးတော့ရှိကြတယ်ဗျဒုတိယကြီးတော့ပြီးပါပြီဗျတတိယကြီးပြန်စပြီဗျထိုးရဗျနော်ညောင်တော့အပြန်အလှန်အောင်နေတော့အားပုံသုံးပြီးတော့ထိုးနေကြဗျအခုလက်ရှိမြင်နေရတဲ့လောက်တော့ကျွန်တော်တွေးမချောင်ရဲ့လက်သီးချက်တွေကတော့ပို့ပြီးတော့အားပါပြင်းထန်တယ်လို့တော့ထင်ရတယ်ဗျဟိုတိုင်းပြန်ခွဲပြီးပါပြီဗျထီတယ်ဗျထိုးတယ်ဗျအခုကတော့ကျွန်တော်သူ့တပြန်ကိုယ်တပြန်ပါဗျအခုချိန်မှာတော့ထိုးတယ်ဗျဟိုလာပူးပြီးတော့ထိုးတက်နေဗျတော့တွေ့မချောင်ကဒူးတွေဒူးအားပြုတ်ပြီးထိုးတယ်ဗျ
ဆိုလင်းဦးကလည်းကျွန်တော်ဖြောင်းလက်တီးတွေတထောင်တိုက်ချက်တွေနဲ့နေတော့ပြန်ပြီးတော့ထိုးတက်တယ်ခင်ဗျဟုတ်ဟုတ်ထိတယ်မြဒီတော့တွေ့မကြောင်လည်းထိတယ်တတိယအချီတော့ပြီးသွားပြန်ပြီခင်ဗျနေအောင်လုံးကတော့ကျွန်တော်တို့ထိထားကြတဲ့ပုံစံခင်ဗျစတုတ္တာကြီးတော့ပြန်စားပြန်ပြီခင်ဗျကဲစားနေတယ်ခင်ဗျထိုးတယ်မြဆိုလင်းဦးကတော့ဆိုလင်းဦးမြထိရမြတထောင်ဟုတ်တစ်ချက်တွေ့မရှောင်ရထိုးချက်တွေရတယ်လုံးဝအောင်မြကြောက်ခမန်းလေးတွေမြတရဇက်ကိုမြထိုးတာမြဟုတ်ဆိုလင်းဦးကတော့မြအခုချိန်မှာတထောင်တိုက်ချက်တွေကိုဇက်တိုက်ကိုနေပဲပြုတ်လုံနေမြထိုးရမြဝိုက်လက်တီးထိုးရမြခုချိန်မှာတော့ကျွန်တော်တို့သူတပြန်ကိုတပြန်ပါခင်ဗျတော့နေအောင်လုံးတော့ထိရခင်ဗျကျွန်တော်အပြန်လန်ပါခင်ဗျသူတပြန်ကိုတပြန်ထိရခင်ဗျနေအောင်လုံးခင်ဗျနေအောင်လုံးကတော့ထိရခင်ဗျအပြန်လန်ပါခင်ဗျဟုတ်ပွဲရတော်တော်လေးကိုကြည့်ကောင်းနေပါခင်ဗျစတုတ္တာကြီးကျွန်တော်တို့ဒါပြီးခါနေရတော့မှအခုထိမှတော့တယောက်မှမကြသေးဘူးမြတက်လုံးကလည်းတကယ်ကိုအမကန်ပါပဲဟုတ်ညလုံးကလည်းမာတဲ့နေရာမှာတော့တော်တော်ကြီးကိုမာပါခင်ဗျဒီလောက်ထိထားတော့မှနေရာလုံးဘာမှဖြစ်တယ်လို့ပါခင်ဗျစတုတ္တာကြီးတော့ပြီးသွားပြန်ပြီခင်ဗျပြန်စမကြီးတော့ပြန်စပြန်ပြီခင်ဗျ
ချိန်တူနေမှာတော့ပြန်လဲအကျိတ်နေပါခင်ဗျဟိုကဆိုးလင်းပါလေလက်ရည်ကတော့လက်ရည်တူတဲ့အတွက်ကျွန်တော်ပွဲရတော့တော်တော်လေးကိုကြီးကောင်းပါခင်ဗျတော့ဘယ်သူမှအခုချိန်လေးကိုအသာမရဘူးခင်ဗျဟောကျွန်တော်ဆိုးလင်းဦးရဲ့ခြေကန်ချက်ကများတော့အထိပွားရောမှောက်ဝမ်းနိုင်တဲ့အနေထားဗျဆိုးလင်းဦးကပြန်ပြီးတော့တိုက်စစ်ဆင်နေခင်ဗျဆိုးလင်းဦးကဝိုင်လက်တီရဲ့စရိုက်ကျွေးရခင်ဗျတက်သူရှောင်းနေခံစစ်နေထားတဲ့ပြန်လဲကာကွယ်နေရတဲ့အနေထားပဲခင်ဗျဟိုကတော့ဆိုးလင်းဦးကပြန်ပြီးတော့တိုက်စစ်ဆင်နေတဲ့အနေထားပဲခင်ဗျဆိုးလင်းဦးအောက်ပြစ်ကြပါတယ်ပြုတ်ကြပါတယ်အားကြီးကတော့ကျွန်တော်တို့ပြင်စမအကြီးနောက်ဆုံးအကြီးကတော့ပြီးဖို့လည်းတပြေးနဲ့နီးစပ်လာပြီခင်ဗျဦးရှင်ဒီတော့အနိုင်ရှုံးအောင်မပေါ်သေးဘူးခင်ဗျကဲပိတ်သက်ကြီးကျွန်တော်လက်ဝဲပွဲလေးကတော့ပြီးသွားပါပြီခင်ဗျပြင်စမအခြေကတော့ပြီးဆုံးသွားပါခင်ဗျဟုတ်နှစ်ယောက်စလုံးကျွန်တော်တို့လက်ရည်တူနဲ့တည်ရည်ပဲဖြစ်သွားပါတယ်ခင်ဗျပွဲလေးကတော်တော်လေးကိုတော့ကြီးကောင်းခဲ့ပါခင်ဗျဆုံးအောင်ကြည့်ပြီးတဲ့အတွက်လည်းကျွန်တော်ပိတ်သက်ကြီးကျေးဇူးတင်ပါတယ်ခင်ဗျဒီနေ့မှလည်းလက်ဝဲချစ်ပြိသက်ကြီးအတွက်လက်ဝဲပွဲကောင်းလေးတစ်ပွဲနဲ့မိတ်ဆက်ပေးကြပါတယ်ဒီပွဲလေးကတော့မြန်မာလက်ဝဲကျော်တွေ့မရှောင်နဲ့ထိုင်းနိုင်ငံသားလက်ဝဲသမားပီချီချိုင်းတို့ထိုးသက်ကြမယ်ပွဲလေးပဲဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူကြည့်လိုက်ကြအောင်နော်ပထမကြီးစပါပြီခင်ဗျတွေ့မရှောင်ကတော့ကျွန်တော်တို့ဘောင်းမီအဖြူဝစ်ဆင်ထားပြီးတော့ပီချီချိုင်းကတော့ကျွန်တော်ဘောင်းမီအပြာကိုဝစ်ဆင်ထားပါတယ်ခင်ဗျခုတော့လည်းတော့ကျွန်တော်တို့အကဲစမ်းနေကြတော့ပါခင်ဗျသူ့ချောင်းကတော့ကျွန်တော်တို့ဒါလက်ဝဲချစ်ပြိတ္တကြီးတဲ့တီးပြီးကြလိုက်မှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်မာတဲ့နေရာမှာတော့တူတော့မာတဲ့လူကတော့ဒီရှားပါတယ်ခင်ဗျခုဆိုရင်တော့ကျွန်တော်ဒါပွဲစစချင်းမှာပဲဒီတွေ့မချောင်းဒရက်ဆက်တိုက်စစ်ဆင်နေရခင်ဗျထီရခင်ဗျတွေ့မချောင်းထိုးချက်ထီရခင်ဗျမျက်နှာကိုတိုက်ရိုက်ထီရခင်ဗျဟုတ်ဒါပီချီချိုင်းရဲ့ကျွန်တော်ရဲ့1000ချက်ကလည်းတွေ့မချောင်းကိုထိတယ်ခင်ဗျာထိပါပါတယ်
ထိုးရခင်ဗျာဟာတွင်းချောင်းတော့တဲထိုးရခင်ဗျာတဲထိုးရခင်ဗျာအခုဆိုရင်တော့ပူးပြီးတော့ထိုးနေခင်ဗျာပီစီချားကတော့ကျွန်တော်ဒါ2တိုက်ချက်1000ချက်တွေနဲ့တော့ကျွန်တော်တို့ဒါထိုးတက်ဖို့ကြိုးစားတွေ့ရခင်ဗျဒူးနဲ့ပြေးခုန်တိုက်တယ်ခင်ဗျပီစီချားကတော့တွင်ချောင်းလဲကျွန်တော်တို့ဒါခြေကန်ချက်တွေကျွန်တော်လက်တွေအားပါပြင်းထန်တဲ့လက်သီးချက်တွေနဲ့ခင်ဗျတစ်စက်တိုက်စစ်ဆင်မှုတော့ကြိုးစားနေခင်ဗျထိတယ်ခင်ဗျထိတယ်ခင်ဗျလုံးဝအခုချိန်ဒီတော့ကျွန်တော်တို့ဒါတွင်းချောင်းတော့အသာစီးနဲ့ထိုးတက်နေတယ်ခင်ဗျထွက်ကဒီပီချီချားကတော့ကျွန်တော်တို့ဒါဖွင့်ပေးထားတဲ့သဘောမျိုးဖြစ်နေခင်ဗျအခုဆိုရင်တော့အောက်ကိုကျသွားတယ်ခင်ဗျပီချီချားကျတယ်ခင်ဗျအမှတ်စဉ်ရေးတွက်ချင်းခါပြီခင်ဗျအခုဆိုရင်တော့ပီချီချားအနားတောင်းပါတယ်ခင်ဗျပထမကြီးမပြီးခင်မှာပဲကျွန်တော်တို့ဒါပီချီချားအခုဆိုရင်တော့အနားတောင်းရတဲ့အဆင့်ရောက်သွားပါတယ်ခင်ဗျအခုဆိုရင်တော့ပထမကြီးပြန်လည်ပြီးတော့စတင်ပါခင်ဗျတွေ့မချောင်းကတော့ကျွန်တော်ဖြတ်ကန်နေခင်ဗျဒီတွေ့မချောင်းကတော့ကျွန်တော်ဒါမြန်မာလက်ဝိတ်သမိုင်းမှာဆိုရင်တော့ကျွန်တော်ပညာသားပြေးသွားတယ်ဖြစ်မာတဲ့နေရာမှာလဲမာကုန်မြင့်တဲ့ကစားသမားတယောက်ဖြစ်နာမည်ကျော်ကြတာပဲပြောရခင်ဗျဟုတ်သူထိုးခဲ့တဲ့ပွဲတော်တော်များများလဲကျွန်တော်အလဲထိုးပွဲပဲများပါတယ်ခင်ဗျအခုဆိုရင်တော့ဒါပထမအချီတော့ပြီးသွားပါပြီခင်ဗျဒုတိယအချီပြန်စပါပြီခင်ဗျတော့အပြန်လမ်းပါပဲခင်ဗျအခုဒီပွဲဒီချီဟိုဒုတိယချီစားခြင်းမှာတော့ကျွန်တော်ဒါတွေ့မချောင်းကတော့ကျွန်တော်ဒါ dresser တိုက်စစ်ဆင်ဖို့စူးစမ်းနေပြီးတော့ပီချီချားရတယ်ကျွန်တော်တစ်ချက်ပြန်ပြီးတော့ဟိုခြေကန်ချက်တွေနဲ့ဒူတိုက်ချက်တွေနဲ့နေပြီးတော့ဟိုထူတက်ဖို့စူးစမ်းရခင်ဗျကျွန်တော်ပီချီချားတော့အခုတွေ့ရတော့ကျွန်တော်ဒုကန်ချက်ကိုပဲအားပြုတ်နေတွေ့ရခင်ဗျနော်ကျွန်တော်တွေ့မချောင်းတော့ကျွန်တော်သူ့ရဲ့အားပါပြင်းထန်တဲ့လက်သီးချက်တွေကိုအများဆုံးအသုံးပြုတယ်ခင်ဗျခုလိုနဲ့ပိုးပြီးတော့ထိုးနေကြခင်ဗျပိုးပြီးတော့ဒဏ်ရတော့ခုထိတော့မခွဲခိုင်းသေးဘူးခင်ဗျထိတယ်ခင်ဗျတွေ့မချောင်းရဲ့ကျွန်တော်ဒါထိုးချက်တွေထိတယ်ခင်ဗျတော့ထိခင်ပြည်ကြတော့ကျွန်တော်ဒူတိုက်ချက်နဲ့ပဲကျွန်တော်တို့ဒါတစ်ချက်ထိုးတက်ဖို့ကြိုးစားရခင်ဗျထိတယ်ခင်ဗျဒါနဲ့တွင်ချောင်းလေးကျွန်တော်ဒါခြေကန်ချက်တွေနဲ့ခြေထောက်ကိုဖြတ်ရိုက်ဖို့ကြိုးစားနေတာကျွန်တော်နောက်ဖြတ်ကန်နေခင်ဗျာတွေ့မချောင်းတွင်ချောင်းထိတယ်ဗျာထိတယ်တွေ့မချောင်း
ကတော့အပြန်လန်းထိုးတက်နေကြရင်အခုကတော့ဟာထိတယ်ခင်ဗျာထိရကဒုတိယအချီတော့ပြီးတော့ပြန်ပါပြီခင်ဗျတတိယအချီပြန်စပါပြီခင်ဗျကိုကတော့အကဲစမ်းနေပါဗျခြေကန်ချက်တွေနဲ့အကဲဆန်းနေကြတယ်ခင်ဗျဟာထိရအောင်အိုးတွေးမရှောင်အောင်ကျွန်တော်တို့ကလျှက်တစ်ပြက်တော့အပပြင်းထန်နေကျွန်တော်တို့ white လက်တီးနဲ့တော့ white လက်တီးမဟုတ်ဘူးဖြောင်းလက်တီးနဲ့ထိုးရတာကျွန်တော်တို့မျက်နှာကိုတဲထီပြီးအခုဆိုရင်တော့မှောက်သွားပါခင်ဗျာဖြေချိုင်တော့မှောက်သွားပါခင်ဗျအခုအမှတ်စဉ်ရေးတွက်နေပါခင်ဗျခုဆိုရင်တော့အမှတ်စဉ်ရေးတွက်တာပြီးဆုံးသွားပါခင်ဗျာပြီးချီချိုင်းပြန်မထနိုင်တော့ဘဲနဲ့ခုဆိုရင်တော့တရိယာအချီမပြီးဆုံးခင်မှာပဲတွေးမရှောင်ကျွန်တော်အလဲထိုးနဲ့အနိုင်ရရှိသွားပါခင်ဗျာအခုလိုမျိုးပွဲပြီးအောင်ကြည့်ရှုပေးတဲ့အတွက်လည်းကျွန်တော်လက်ဝဲချစ်ပြိတ္တကြီးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ